ချိန်ခေါ်တဲ့ထိုင်းနိုင်ငံရဲ့ကမ်းစပ်တနေရာမှာညီမတို့သားတို့ဘဝတစ်ခုတည်ဆောက်ရှာပဇွန်နဲ့ငါများရဲ့အလဲမှာနန်းစောညစ်ပတ်မတတ်နိုင်ပါအာယုံအလင်းမဆာကမိုးဆုံးဆုံးချုပ်တီတာပေးမွားတဲ့အသဗျာကိုအတွက်ပါမျောလင်းခြင်းတွေခင်းခွဲနေတာနှစ်လရဲ့ရှေ့ချနှုံချတဲ့ဘဝကြည်လန်းစားစားပါအိမ်ပြန်လဲပဲဘဝမရေရာမตายရတဲ့ဘဝမယုံနိုင်ရှာနိုင်ငံခြားအဝေးမှာလမ်းစားပြောင်းလို့သာဖေးမမဲ့သူမျောနေခဲ့တာ